အားလုံးပဲမင်္ဂလာပါ Lake Education Channel လေးပြန်လည်ကြိုဆိုပါရစေကျွန်တော်ခုနဗီဒီယိုမှာတော့ဒီ US မှာ study လုပ်လို့မရတော့ဆိုရင်ဘယ်နိုင်ငံမှာသွားလို့ရလဲဆိုတော့ကျွန်တော်အမြဲဆုံးနဲ့အရှင်းဆုံးသေချာရှင်းပြတာပဲပေါ့ဆိုတော့အခုဒီဗီဒီယိုမှာတော့ကျွန်တော်ပို့ပြီးတော့ detail ကြသွားမယ်ဒါကတော့နိုင်ငံခြားဒီတကယ်စိတ်ဝင်စားတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလုပ်ခြင်းဖြစ်တယ်ဆိုတော့ okay ဆိုတော့ခုနဗီဒီယိုကိုကျွန်တော်ကြည့်ပြီးသွားရလို့ဒါယူဆရတဲ့ဒီမှာတော့ကျွန်တော်ဒီတိုင်းအသေးချာချာစပြီးပြောပါမယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ဒီနိုင်ငံခြားမသွားခင်မှာဘာသာစကားရွေးချယ်ဖို့ကအရေးကြီးဆုံးပဲဆိုတော့ကိုကတခါကျရင်တချို့လူတွေကဒီ language study လုပ်ချင်ကြတယ်ဒါပေမဲ့ study လုပ်ပြီးဘာလုပ်သင့်လဲမသိဘူးဥပမာတချို့လူတွေဥပမာဟာငါကိုရီးယားစာပဲသင်ရင်ကောင်းမလားဂျပန်စာပဲသင်ရင်ကောင်းမလားအဲ့လိုမျိုးတွေးကြဘူးဒါပေမဲ့အဓိက question ကဒီဂျပန်စာသင်ပြီးတော့ဒီအနာဂတ်မှာဒီဂျပန်နိုင်ငံမှာဆက်နေပြီးတော့အလုပ်လုပ်လို့ရတာဘာ opportunity ရှိလဲအဲ့လိုမေးခွန်းတွေကြားရင်ပြန်ဖြေတဲ့အခါကျရင်သိပြီးတော့အခွင့်အရေးတွေအများကြီးမရှိဘူးလားတွေ့ရတယ်ဆိုတော့အဲ့လိုမျိုးဖြစ်မဲ့စားကိုကဘာသာစကားသင်ယူရတာလွယ်ကူတဲ့အရာမဟုတ်ဘူးလေဆက်စားတွေကဆိုတော့ဒီကတော့တခုခုသင်ယူမယ်ဆိုရင်ဒါဒီတခုကိုသေချာသင်ပြီးတော့ဒီအနာဂတ်အတွက်ပို့ပြီးအဆင်ပြေရသင်လိုက်တယ်ဆိုရင်ဒါအကုန်လုံးအတွက်လည်းအကျိုးရှိရကိုယ်အနာဂတ်အတွက်လည်းပို့အဆင်ပြေရပေါ့ဟုတ်တယ်မလားဆိုတော့အဲ့ခါကျရင်ကျွန်တော်ဥပမာဆိုဂျာမန်စာသင်လိုက်တယ်ဆိုရင်ဒီအခွင့်အရေးက Germany, Austria, Switzerland ဒါ၄နိုင်ငံလောက်အခွင့်အရေးရှိတယ်ဒါပေမဲ့ကိုကမှဂျပန်စာတော့ကိုရီးယားစာတော့သင်လိုက်တယ်ဆိုတနိုင်ငံပဲအကျိုးရှိတယ်ဆိုတော့အဲ့လိုမျိုးရှင်လိုက်တယ်ဆိုရင်ဒါတော်တော်လေးကွာဟသွားပြီဘယ်ဟာပို့ပြီးအဆင်ပြေနိုင်လဲဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥပမာအလုပ် opportunity ကိုစကြည့်အောင်ဆိုတော့ဥပမာကိုကဒီ Germany တို့ပြင်သစ်စာတို့အင်္ဂလိပ်စကားတို့တက်လိုက်ရင်အနည်းဆုံးဒီနိုင်ငံအများကြီးတွားနိုင်တယ် for example ပေါ့ဥပမာကိုက Germany မှာကျောင်းပြီးသွားတယ်ဒါပေမဲ့ cancel လို့ဒီ Germany မှာအလုပ်မရဘူးပေါ့ဆိုတော့ဒါပေမဲ့ Austria တို့ဒီ Luxembourg တို့မှာ try ကြည့်နိုင်ရောမဖြစ်နိုင်ဘူးလားဆိုဖြစ်နိုင်တယ်ဘာလို့လဲကိုက Germany ဘာသာစကားတက်သွားတဲ့အတွက်ဒီနိုင်ငံတွေကိုတစ်ချက် try ကြည့်ဖို့ကအခွင့်အရေးရှိတယ်ပြီးတော့ကိုကဒီဘာသာစကားတက်တယ်ဆိုရင်အမှန်တမ်းပဲဒီကိုယ့်ရဲ့နိုင်ငံတော်မှာအဆင်ပြေပေါ့ဒါပေမဲ့ကိုကအဲ့ခါကျမှဒီ Germany မှာနေရတာတိတ်ပြီးကိုအတွက်မကြိုက်တာဆိုရင်တခြားနိုင်ငံတွေ try ဖို့ဒီ Austria တို့ Switzerland တို့ Luxembourg တို့အခွင့်အရေးရှိတယ်အဲ့လိုမျိုးအလားအနည်းတူပဲပြင်သစ်ဘာသာစကားဆိုရင်ဒီကွာပြင်သစ်ကိုမကြိုက်ဘူးဒါပေမဲ့Belgian try ချင်တယ်ဒါမှမဟုတ်ကနေဒါဘက်ချမ်းကသွားနိုင်လားဆိုတော့အခုနောက်ပိုင်းမှာဆိုကနေဒါဘက်ချမ်းမှာဆိုဒီပြင်သစ်ဘာသာစကားနဲ့ဆိုရင်ဒီအာအလုပ်တွေပါရပိုပြီးအဆင်ပြေတယ်ဒါမှမဟုတ်ရေရှည်နောက်ပိုင်းအနာဂတ်တွေအတွက်လည်းအခွင့်အရေးတွေအများကြီးရှိနိုင်တယ်ပေါ့အဲ့လိုမျိုးပေါ့ဆိုတော့ဒီကိုကဒီကိုနိုးတဲ့စရွေးပေါ့နိုင်ငံခြားတော့စိတ်ကူးပြီဆိုရင်ဒီလိုမျိုးစပြီးကိုအစရဲ့တို့ပြင်ဆင်ထားမှအတော်လောက်ကြာမှာနောက်နှစ်သုံးနှစ်လောက်ဆိုဘာလို့ချက်ချင်းသွားခြင်းလေဆိုရင်သွားလို့မရဘူးလေဘာလို့လဲဆိုတော့အဓိကဟိုဘာသာစကားဒီလိုသင်ရွက်ပြင်လို့ Duolingo တို့ IELTS တို့ language exam တွေဖြေရတယ်ဂျာမနီမှာဆိုလဲအဲ QT မှာကျွန်တော်တို့တွေဒီ B2 B1 အဲ့လိုမျိုး level ရှိတယ်အဲ့လိုမျိုးဟာလည်းတင်ရသေးတယ်ဖြေရသေးတယ်ဆိုတော့အဲ့ဒါကြီးလုပ်ဖို့အတွက်ကအနည်းဆုံးကတစ်နှစ်ကြာတယ်ဒါအနည်းဆုံးဆိုတော့အများဆုံးကနှစ်နှစ်သုံးနှစ်လောက်ကြာတယ်ဆိုတော့ကိုယ် master session နှစ်လောက်ဆိုရင်second session လောက်ဆိုရင်ဒါတစ်နှစ်လောက်အချိန်ကြီးပဲဆိုရင်16 19လောက်မှဒါကိုစထွက်နိုင်မှာဒါပေမဲ့အသက်19 20လောက်ထွက်တာပုံမှန်အရွယ်ပဲဒါပေမဲ့ကိုကကြိုးမပြင်းနေတာဆိုရင်21လောက်မှဆိုရင်ဒါ24ဆိုရင်ဒါအဆင်မပြေတော့ဘူးခင်ဗျဆိုတော့ဟိုအဆင်ပြေတော့ပြေဦးမှာဒါပေမဲ့နည်း opportunity session လောက်နဲ့ဆိုရင်ဒါအချိန်နည်းနည်းတော့နှုတ်ကြပါပဲအဲ့လိုမျိုးကျွန်တော်ပြောချင်တာဆိုတော့အဓိကကိုကဘာသာစကားကိုတေချာရွေးချယ်ပြီးတော့မှမရွေးချယ်ရင်အဓိကဘေးနိုင်ငံကိုသွားချင်တယ်ရွေးချယ်ပြီးမှ okay ငါဒီနိုင်ငံကိုစိတ်ဝင်စားရဆိုရင်ဒီဘာသာစကားကိုတက်အောင်ကြိုးစားရဆိုရင်ဒါကိုယ့်ရဲ့အနာဂတ်အတွက်ဒါတော်တော်လေးအဆင်ပြေဘာလို့လဲဆိုတော့ကိုကဘယ်လိုမျိုးလဲဆိုတော့ကလေးကျွန်တော်တို့ငယ်တော့လမ်းမလျှောက်တတ်အောင်မလားဒါပေမဲ့လမ်းလျှောက်တတ်ဝင်ကျွန်တော်အခုအသက်ကြီးရဲ့အထိကလမ်းဆက်လျှောက်နိုင်သေးရပဲကျမ်းမာရေးတစ်ခုမဖြစ်ရင်အဲ့ဒီတိုင်းဘာသာစကားဆိုတာလေကိုဘာသာစကားတစ်ခုကောင်းကောင်းသိချင်ပြောတော့ပါဘယ်တော့မှမမေ့ဘူးဒါကိုအသက်ရှင်နေသေးတယ်ဒီဘာသာစကားတစ်ခုကောင်းကောင်းပြောနိုင်ပါလို့ဆိုတော့အဓိကအဲ့တော့ဘာသာစကားတစ်ခုကိုသိကြကြတက်ဖို့လိုတယ်ဒါပထမတစ်ခုဒုတိယတစ်ခုကဘာပြောချင်လဲဆိုတော့ဒီတိုင်းပြည်မှာတက်တယ်ဆိုရင်ရောeducation ကဘယ်လိုလဲဆိုမိကုန်းတွေကစပြီးမေးချင်လာတော့တယ်ဆိုတော့အဲ့လိုမျိုးခါကြရင်ကိုကဘယ်လို research လုပ်လို့ရတယ်ဆိုတော့ကျွန်တော်နည်းနည်းပြပြမယ်ပထမဆုံးတစ်ခုကကိုကဒီ US World Ranking လို့ Time Higher Education တို့မှာ information တွေအများကြီးရှာလို့ရတယ်ဘယ်လိုမျိုးရှာလို့ရလဲဥပမာဆိုရင်ဒီဟာဆိုရင်ကျွန်တော်ဘယ်ရရလဲဆိုရင် US World Ranking ကသူတို့စီရတာတော့ဒီဟာတွေအကုန်လုံးကဒါကိုကတီးတီးချာချာဖတ်ပြီးတော့ research လုပ်ရင်ဒါကိုကတခြားနိုင်ငံတွေမှာဘာ opportunity ရှိလဲကိုတီးတီးချာချာသိနိုင်တယ်ဆိုတော့ဒီ information တွေအကုန်လုံးဒီ online မှာအလကားရှိတယ်အလကားရှိတယ်ဆိုတော့ like ပတ်စံပေးစရာမလိုပဲနဲ့ရှိတယ်ကွာဆိုတော့အဲ့ဒါကိုကိုကတီးတီးချာချာအသုံးချနိုင်တတ်ဖို့ပဲလို့လားကိုကတီးတီးချာချာအသုံးချနိုင်တယ်ဆိုရင်ဒီ
နိုင်ငံခြားကို study လုပ်ဖို့ဒီ US အပြင်တခြားအခွင့်အရေးတွေအများကြီးကိုရှိတယ်ဆိုတော့ကိုကဒီချာတုံးချတတ်ဖို့ကျွန်တော်တိုက်တွန်းတယ်ဆိုတော့ okay ပြီးတော့ကိုကဒီ university တွေအကြောင်းနားလဲပြီး okay ဒီ university မှာဘာအကြောင်းတွေရှိတယ်ဘာအညာလဲဆိုတာထက်သိဖို့လိုပြီဒါနောက်တစ်ဆင့်ပေါ့ဒါကိုကအကုန်လုံးရွေးချယ်ပြီးရဆိုတော့အဓိကကျွန်တော်ကတော့ဘာပြောချင်လဲဆိုရင်ဒီကမြန်မာပြည်လူတွေကတခုဘာမှားလဲဆိုတော့ကျောင်းလူကြီးtop tier ranking university မှာတက်ချင်တာအဲ့လိုမဟုတ်ရင်မတက်ချင်ဘူးဒါပေမဲ့ပြဿနာပါလဲဆိုတော့ university က ranking high လေးတွေပတ်စံပိုပေးရလေးတွေပိုခက်လေးတွေနဲ့ဝင်ရအကုန်လုံးခက်တယ်ဆိုတော့ ranking မြင့်နိုင်တာကောင်းတာဆိုတော့ကောင်းတယ်ကိုယ့်ရဲ့ဂုဏ်သတင်းအတွက်ကိုသူများအဲ့အမြင်မှာအကုန်လုံးအတွက်ကောင်းတာဒါပေမဲ့အဓိကကိုကဝင်မှုစပြီးစူးစမ်းရတယ်အမြင့်ရစဝင်ကိုကတိတ်မလွယ်ဘူးကိုကအလေလက်အလောက်ကနေစပြီးဝင်မှာအဲ့ဒီအကြောင်းတွေကိုကိုဝင်နိုင်မှာပြီးတော့ပို့ပြီးတော့ competitive လည်းနေဥပမာ for example ကိုယ့်ရဲ့ IELTS က6.5လောက်ပဲရှိတယ်ဒါပေမဲ့ကိုက MIT ကိုဘာလို့တက်ချင်လဲဆို IELTS 7လောက်8လောက်အဲ့လိုမျိုးတည်ချက်ရှိမှာဒါ IELTS ဆိုဥမာထားပြောတာဒါပေမဲ့တကယ်က IELTS နဲ့မလုံလောက်တခြားဟာတွေအများကြီးသူကတောင်းမှာနေဒီအပြင် extracurricular ဆိုတော့ဒီတခြားဘယ်ဘာတွေလုပ်လဲ volunteering တွေဘာတွေလုပ်လဲအကုန်လုံးမိကုန်းတွေအများကြီးရှိမှာဆိုတော့အဲ့ခါကျတော့ဒါစပြီးတော့ပြဿနာရှိလာဟာအဲ့လိုငါတို့မဝင်နိုင်တော့ဘူးလားဒါဒီကြောင့်အရင်စီကြည့်ရတော့ဘယ်လိုဖြစ်တာပြောတော့ဂျာမနီမှာ steady ကြရင် free ဆိုပြီးအခုကျတော့ဈေးကြီးနေပါအဲ့လို question တွေစပြီးဖြစ်လာတယ်ဆိုတော့အဲ့ခါကျတော့ကိုကဘယ်လိုတည်နိုင်လဲဘယ်လိုအကြောင်းတွေရွေးလို့ရတယ်ကျွန်တော်နည်းနည်းပြမယ်ဆိုတော့ဒါကတော့ကျွန်တော်အမြင်နဲ့ကျွန်တော် experience ရပြောပြတာဒါအကုန်လုံးမှန်တယ်လို့လည်းကျွန်တော်မဆိုလို့ဒါပေမဲ့ဒီ idea နဲ့ဒီကိုကစပြီးလုပ်တယ်ဆိုရင်နည်းနည်းတော့ကိုရှင်းသွားလိမ့်မယ်ဘာမှမသိရတဲ့စာရပေါ့နော် okay ဆိုတော့ဥမာကျွန်တော်နိုင်ငံနဲ့စလိုက်အောင်ဘယ်ကစမလဲဆိုရင်ဂျာမနီပါဆိုတော့ okay ကျွန်တော်ဂျာမနီမှာစကြည့်ရတယ် okay ဂျာမနီရဲ့အကြောင်းတွေအကုန်ပို့လိုက်အဲ့ဆိုရင်ဒီအကြောင်းတွေ ranking တော်တော်မြင့်တယ်26လေးဆိုတော့ဒါပေမဲ့အမှန်တည်းပြောတာပထမအကြောင်းဒီ ranking တိကနေဒီ150လောက်ပါဟာနည်းနည်းလေးခဏလောက်မေးပလားဆိုတော့ဒီတိကနေ150ကကောင်းတယ်ဒါပေမဲ့ဝင်ရလေခက်တယ်ဒါပေမဲ့ try ကြည့်တင်တယ်ဒါပေမဲ့ဒီဥမာပထမတိကနေ100အတွင်းရဟာဆိုတော့ဒါမှ try ဖို့တော့တိတ်မလွယ်တော့အမှန်တည်းပြောရင်ဒါအရင် competitive ဖြစ်တယ်အကြောင်း ranking မြင့်နေဆိုတာဒါတော်တဲ့လူတွေအများကြီးစုတာဆိုတော့တော်တဲ့လူအများကြီးစုတာဆိုကိုယ်နဲ့ short တဲ့အချိန်တိုင်းဒါကိုယ့်ထက်တော်တဲ့လူတွေလည်းပါတယ်အတွက်ကိုယ်ကဝင်ဖို့ရိုင်လုံးနေတယ်ဝင်ဖို့ရိုင်လုံးနေဆိုရင်ကိုယ်ကနောက်ပိုင်းကျမှ rejection နဲ့ဒါရပြီးစဉ်းကျင်နေမယ်ဆိုတော့ကိုယ်ကမ short တာအကောင်းဆုံးပဲပတ်စံကုန်လည်းတက်တာတယ်ဆိုတော့အဲ့ဒါဆိုရင်ဒီလေလက် ranking တွေကနေစပြီးကြည့်အောင်ဆိုတော့ဒီအကြောင်းတွေအကုန်လုံးတက်ရဆိုတော့မေးကြပြီးတော့ဟာဆိုတော့ဒီအလေလက် ranking တွေတက်ပြီးတော့အခွင့်အရေးရပါမလားအဓိကအခွင့်အရေးရလာမရလားဆိုတော့ကိုယ်စူးစမ်းမှုလည်းပဲဆိုင်တာကိုကဒီအကြောင်းကတက်ပြီးတော့ကိုကအရန်စူးစမ်းတယ်ဂျာမန်စာလည်းကောင်းကောင်းမွန် fluent ဖြစ်ဖြစ်ပြောနိုင်တယ်ဆိုရင်ဒီနောက်ပိုင်းကျ opportunity ရဲ့တန်းရှိပါပဲအဓိကကိုကစူးစမ်းနေဖို့ပဲဒါကိုကဂျာမနီတနိုင်ငံတည်းကိုပြောချင်တာမဟုတ်ဒါဂျာမနီကဥမာထားပြီးပြောတာတခြားဘယ်နိုင်ငံပဲဖြစ်ဖြစ်ဥမာကျွန်တော်တို့အဲပြင်သစ်ပဲဖြစ်ဖြစ်စပိန်ပြောတဲ့နိုင်ငံဖြစ်အီတလီပါပဲဖြစ်ဖြစ်အကုန်လုံးတူပဲဒီစကားဆိုတော့ဟိုဒီကျောင်းတွေအကုန်လုံးကိုဒါ try ကြည့်လိုက်ရင်ဒါဝင်မှု chance ရရင်တော့ပုံများတယ် scholarship တွေပိုပေးနိုင်တယ်ပိုရှိနိုင်တယ်ပိုရှိနိုင်တယ်ဆိုတော့ဥမာအကုန်လုံးဒီ top ကျောင်းတွေပဲ scholarship တွေအကုန်လုံး try ကြပါစေဒီအနောက်ပိုင်းကျောင်းတွေကိုလူရဲ့နည်းနည်းသိမ try ကြဘူးလေဒါကိုယ့်အတွက်လည်းဝင်ဖို့ chance ပိုများတယ်လို့ပြောချင်တာ okay ဒါက Germany ဒါမှမဟုတ်ကိုကအဲ့ဆိုရင်တခြားနိုင်ငံကြည့်မယ်ဆိုရင်ပြင်သစ်မှာဆိုရင်ဒါအရင်တီတာခုန Germany မှာဆိုတိခါနေတီတာဟိုအများကြီးပဲတင်မှာရှိရမလားဒီမှာဆိုရင်ဒါတော်တော်ကောင်းသွားပြီဒီ top ranking ကပထမ4ခုလောက်ပဲတော်တော်လေး top ranking ကျန်တဲ့ဟာအကောတော့ဆိုရင်ဒါ middle ranking တွေဒါ low ranking ဒီ6တိရှိရဆိုနည်းနည်းတော့ low ranking ကြီးပါပြောလို့ရတယ်ဒါပေမဲ့အဲ့လောက်တော့မဆိုးဆိုတော့ဥပမာဆိုရင် Germany မှာကျတော့ ranking တွေမြင့်ဒီမှာကျတော့ဘယ်လို ranking နှိမ့်လဲဆိုရင်အခါကျရင်နည်းနည်း surprise ဖြစ်သွားဖြစ်သွားတော့တယ်ဆိုတော့အခါကျရင်ကိုကဒီ250ကနေပြီးတော့ဒီ9-600လောက်ကအကြောင်းကို try ကြည့်လို့ရတယ်ဆိုတော့ဒါကိုယ့်အတွက်လည်းဒါပိုပြီး opportunity ပုံရတယ်ပါရွေးတဲ့တယ်ဆိုတော့နည်းနည်းပိုပြီးကိုအဆုံးဖြတ်ရတာတွေ့တာပေါ့ပြီးတော့အဓိကကို university မရွေးခင်ဘာ research လုပ်တင်နေဆိုတော့ကိုကအဲ့ဒီ university ရှိရဲ့မြို့မှာ study လုပ်ချင်လားမလုပ်ချင်ဘူးလားဥပမာဆိုရင်ဒီအဲ Montpellier University ဆိုရင်ကျွန်တော်တို့ဒီ Google Map မှာကြည့်လိုက်မယ်ဆိုရင်
ဟို friend ကိုကြည့်လိုက်တယ်ဆိုရင်ဘယ်နားမှာရှိလဲဆိုရင်နီးစပ်ဆုံးကျွန်တော်တို့ဒီပြင်သစ်ဆိုရင်မာဆီးဆိုတာတော်တော်လေးနာမည်ကြီးရယ်လီယွန်လည်းနာမည်ကြီးရယ်ဒါမှမဟုတ် Paris တို့ဘာလို့ကြတော့ဒီဘက်ခြမ်းမှာရှိဒါဆိုရင်ငါ Paris သွားရင်Paris ကဝေးကြီးပဲဆိုတော့တင်း steady မလုပ်ချင်တော့အဲ့လိုမျိုး idea ဖြစ်နေတယ်ဆိုတော့အဲ့ခါကျရင်ကိုပြန်ပြီးစဉ်းစားokay အဲ့လို idea ကြောင်းသိစိတ်ဝင်စားတော့အဲ့လိုမျိုးလည်းပြန်ပြီးကြည့်ရမယ်ကိုအဓိကကြောင်းနေဖို့ကိုဒီမျိုးမှလည်းသွား steady လုပ်ချင်တယ်ပါရှိတယ်ဘာလို့လဲကိုကရေရှည်နေရမှာလေကြောင်းတက်တယ်ဆိုတော့အနည်းဆုံး3နှစ်လား4နှစ် bachelor ဆိုကြာတယ် master ဆို2နှစ်ကနေ3နှစ်လောက်လည်းကြာနိုင်တယ်ဆိုတော့ကိုကငိုတဲ့ကစပြီးတည်ချင်ပြင်ဆင်သွားတော့မှအဲ့ခါကြလောက်မှဒါအတော်လောက်ကြတာပေါ့ရွေးချယ်စရာဆိုတော့ okay ဒါကအဲ့တခုရှိမယ်ပြီးတော့ဒီတခြားဟာတွေပါရှိသေးတယ်ဆိုရင်ဒီဥမာစင်ကာပူတို့ဘာလို့ဥမာပြရမယ်ဆိုရင်စင်ကာပူမှာဆိုရင်ဒီမှာစင်ကာပူမှာနှစ်ချောင်းပဲရှိရလို့တော့ဖြစ်နေတကယ်တော့မဟုတ်စင်ကာပူမှာဆိုအဲ့တခြားချောင်းတွေရှိသေးတယ်ဒါပေမဲ့အဲ့လိုပဲတင်ပါခါကျဟို ranking မှာဆိုတာနည်းနည်းခေါ်သွားတဲ့အတွက်ဟို list ထဲမှာတော့မရှိဘူးပေါ့အဲ့လိုမျိုးပေါ့ဆိုတော့အဓိကတော့ကိုကဒီ top ranking ကိုပြန်လိုက်လာရှောင်ပြီးတော့ဒီကိုနဲ့ဝင်နိုင်တဲ့ဟာတွေကို top try ဖို့ကျွန်တော်ဒါအကြံပြုတယ်ဒါအရင်လည်းရေးကြည့်ရပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ခုနကကျွန်တော်ပြောလို့ပဲဒီနိုင်ငံတွေမှာ stay ရင်ကိုဒီ work opportunity ရောပါရှိလေဆိုတာအရေးကြီးသေးတယ်။ဘာလို့လဲဆိုတော့ခုနောက်ပိုင်းဒီ job market ကထင်တယ်လို့ပိုခက်တယ်။ဆိုတော့ကိုကကျောင်းပြီးတိုင်းလည်းအလုပ်ရဖို့ကမဖြစ်နိုင်ဗျာ။ဥပမာ for example ဆိုရင်စင်ကာပူဆိုရင်အရင်ကအရင်စနေကနဲ့ရှိရင်အခုနဲ့ဆိုအရန်ခက်တယ်။ဥပမာကို business degree ပြီးရင်ဒီစင်ကာပူရဲ့နေကိုပြန်ပြီးတော့နေရာလူမယ်ဆိုရင်ကိုရောက်ဖို့ခွင့်ရမတီးကြဘူး။အဲ့ဒါကြောင့်ကိုဘာမှအလုံးမရဘူးလေ။နောက်တနိုင်ငံထပ်ပြောင်းသွားပြန်အောင်ဆိုတော့သူကဒီမှာ2 နှစ် 3 နှစ်လောက် stay လုပ်ထားတာအလကားပြန်မဖြစ်သွားဘူးဖြစ်သွားတယ်ဆိုတော့အဓိကတော့ကိုကဒီနိုင်ငံပြီးရင်ဒါဘယ်လောက်ဥပမာဆိုဂျာမနီမှာဆိုကျွန်တော်18လအခွင့်အရေးရှိတယ်2 နှစ်ရှိတယ်ဆိုရင် let's say ကိုကဒီနိုင်ငံမှာ9လလောက်လှုပ်ရှားရင်နောက်တစ်နှစ်လောက်အချိန်ရှိရဆိုရင်ဒါမဆိုးလေဟုတ်တယ်မလားအဲ့လိုမျိုးပဲတစ်နှစ်တို့ဘာလို့စကားအရင်ပြောတယ်ဆိုတော့အဓိကတော့ကိုကတစ်ချက်ကြည့်ပြီးတော့မှ okay ငါအတွက်ဒီကပိုကိုက်လောက်လားဒါမှမဟုတ်ဂျာမနီတက်တယ်ဆိုဂျာမနီမှာအလုပ်ရပို့လွယ်တယ်အဲ့လိုငါဂျာမနီဒီ session လာတယ်ပြန်လာဖြစ်အလုပ်ရနိုင်တယ်ဆိုတော့အဲ့လိုမျိုးကကိုသွားမဲ့နိုင်ငံကိုမူပြီးတော့ဒီလို research လုပ်တဲ့တယ်ဆိုတော့ဒါကကျွန်တော်ဒီဂျာမနီပြင်သစ်တွေကမလို့ကမကောက်နောက်ပိုင်းအာဂျင်တီးနားတို့မက္ကဆီကိုတို့ဘယ်နိုင်ငံဖြစ်ဖြစ်ဒါသွားခြင်းဒီလိုမျိုးကိုဒီလိုမျိုး research လုပ်နိုင်နေဆိုရင်ဒါတော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်ယုံကြည်တယ်။ဆိုတော့ဒါကျွန်တော်တို့ဒီဗီဒီယိုမှာဒါအဓိကတော့ဟိုဒါ idea ကျွန်တော်ပေးချင်တာပေါ့ကိုဘယ်လိုမျိုးစပြီးလုပ်ရမလဲပြီးတော့ဒီကနေတစ်ဆင့်ဘယ်လိုမျိုးသွားရမလဲနောက်ပိုင်းကျရင်ကိုကဒီအကြောင်းတွေကိုကို email ပို့ပြီးတော့မှတစ်ဆင့်ငါဘာတွေလိုအပ်တယ်ဒါတွေငါမှရှိတယ်ဝင်ဝင်ရတာဒါပေမဲ့ကိုကဒီဥမာကျွန်တော်ပြောလို့ဒီအကြောင်းကငါမှ9ခု6ခုလောက်ဥမာ for example ဒါအခုကျွန်တော်တခုရေးလိုက်ဥမာဒီတရုတ်ပြည်အကြောင်းမှာကျွန်တော်ဒီ Harbin Institute of Technology တွားရတယ်ဆိုရင်သူ့ requirement လို့ Harbin Institute of Technology requirement လို့ရှာလိုက်ရင် admission requirement ပေါ်လာအဲ့ခါကျကိုကဘာတွေလောက်အောင်ပြန် try လို့ရပြန်ပြီးတော့ match လုပ်လို့ရရင်okay အဲ့ဒါငါ IELTS ပြင်ရမလားနောက်တရုတ်စာပြင်ရမလားနောက်ငါပြင်သစ်စာပြင်ရမလားနောက် German စာပြင်ရမလားအဲ့ဒါတိသွားရတယ်ကိုဘာလုပ်ရမလဲဆိုတာနည်းနည်းပိုရှင်းရှင်းလင်းလင်းနားလည်လာနိုင်တယ်ဆိုတော့ကျွန်တော်ဒါကတော့ဒီwebsite နှစ်ခုသုံးပြီးဒါအများကြီးကို idea ရလောက်ပြီဒါပေမဲ့တကယ်တမ်းကျအဲ့လို website ကြီးအများကြီးပဲဆိုတော့ကိုကတကယ်ကိုစိတ်ဝင်စားတဲ့အပေါ်မူတည်ပြီးတော့အဲ့ဒါ information တွေအကုန်လုံးရအောင်ယူလို့ရတယ်ဆိုတော့အဓိကကိုယ်တိုင် research လုပ်တတ်ဖို့ဆိုတော့ဒီ video မှာကျွန်တော်ဒါနည်းနည်းကိုယ့်ကို research နည်းနည်းလုပ်တတ်ဖို့ ਨੇ ဟို idea လေးတွေပို့ရဖို့အတွက်ကျွန်တော်လာပြီးတာဖြစ်ပါတော့ဆိုတော့ကျေးဇူးပေးတဲ့ကျေးဇူးတင်တယ်ပြီးတော့တခြား question တွေရှိရင်လည်း comment မှာမေးလာလို့ရတယ်ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲခင်ဗျ